အားလုံးဒီလိုအားလုံးမင်္ဂလာပါဆရာတော်များဦးတင်ပါပြီဆရာမများကျောင်းသားကျောင်းသူများအားလုံးခုလို့ဒီတွေ့ခွင့်ဆောင်ခွင့်ရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ထို့ကြောင့်ထမ်းမြဲဘဝတိုးတက်တယ်ဆိုတဲ့ပုံကိုယ်တွေဟာထို့ကြောင့်ထမ်းမြဲတဲ့သူတွေမှသာတိုးတက်ဘယ်ဘက်မှာထူးချွန်မှလဲလောကီဘိုင်းပဲဖြစ်စေလောကုတ္တရာဘိုင်းပဲဖြစ်စေထူးချွန်အောင်လုပ်ရတယ်ထက်မြက်အောင်လုပ်ရတယ်အဲ့လိုထူးချွန်ထက်မြက်လာတဲ့သူတွေကို sharp လို့ခေါ်တယ်အင်္ဂလိပ်လို sharp ဆိုထက်မြက်ရှိအဲ့လိုသူတို့ဘုန်းတို့အားလုံးမင်းတို့ဓာတ်တွေခုတ်တဲ့ဓာတ်တွေပါတွေရှိဘူးလားရှိတယ်ဝါးတွေတစ်တွေခုတ်တဲ့ကအဲ့ဓာတ်တွေကမထက်ဘူးဆိုခုတ်လို့ရမရဘူးအဲ့ဒါလူတယောက်ကထက်မြက်ထူးချွန်ရှိသွားမှသူ့ရဲ့လှုပ်ချင်တဲ့လုပ်ငန်းတွေကိုအောင်မြင်ပြီးမြောက်နိုင်တယ်ဒါကြောင့်သောသူတို့ဘုန်းကထူးချွန်ထက်မြက်ဘဝတိုးတက်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောတော့ဖို့ရှိပါတယ်အဲ့ဒါဇလန်းလေးကိုဘုန်းကအကျဉ်းအဖြစ်အရဆုံးပြောချင်ပါတယ်တခါကကောင်လေးတယောက်ရှိတယ်ဒါပေမဲ့သူ့ရဲ့လားရကိုကြည့်တဲ့အခါသူ့မအေးကပြည့်တစားဆိုအားလုံးသိရနော်ဘဝအခြေအနေကောင်းလားသူ့ဖေအေကဘယင်းရဲ့သားဒါပေမဲ့တေးသေးချာဘယ်သူနဲ့ရကြအောင်တိတိကျကျမသိခံမှန်းခြင်းနဲ့ပဲပြောတယ်အဲ့ဆိုပြည့်တစားတွေကထုံးစံရှိတယ်ယောက်ျားလေးမွေးတယ်ဆိုရင်မိုးမလင်းခင်ညဘက်မွေးရင်မိုးမလင်းခင်လွှတ်ပြလိုက်တယ်အမေကကြည့်တောင်မကြည့်ဘူးကလေးလေးယောက်ျားလေးမွေးတယ်ဆိုရင်လွှတ်ပြလိုက်တယ်စာကသေချာပြောထားတယ်သူကသကောစုပ်စကားစုပ်တယ်သကောစကားတော့အကောင်းမဟုတ်ဘူးချင်းစုပ်နေပေါ့ကွာအဲ့ကလေးလေးကိုပြစ်လိုက်တယ်ဆိုတော့မိန်းကလေးဖြစ်ရင်တော့သူတို့ကသတ်မွေးထားတယ်မအေးလို့တဲ့သူကဘာလို့ဖို့လို့သူတို့ပြည့်စံလောက်ခိုင်းဖို့အတွက်ဆက်ပြီးတော့မွေးထားတယ်ဆိုတော့အခုကတော့ယောက်ျားလေးဖြစ်တဲ့အတွက်မိုးပွေးလေးဒီလေးကိုအမိုက်ပုံသွားပြီးတော့သကောစုပ်လေးထဲထည့်ပြီးသွားပြစ်ထားလိုက်တယ်ဆိုတော့အဲ့ကလေးလေးကနောက်တစ်နေ့မှကျတော့မင်းသားကထွက်လာတဲ့အခါဘုရင်ရဲ့သားတော်ဖြစ်တဲ့မင်းသားကထွက်လာတဲ့ဒီအမိုက်ပုံမှာကြီးတွေလက်ဓာတွေပေါ့ကွာထိုးဆွနေတယ်အဲ့ဒါဘာကောင်လေးတော့ဘင်းထဲမှာတအားနဲ့ဒီကြီးတွေလည်းအားနေကြတယ်ဒါပေမဲ့အနှောင်းကိုမကက်ရဲဘူးတရုံနဲ့ဖြစ်နေကြတယ်သွားကြည့်တယ်ဆိုကြည့်လိုက်တဲ့အခါကျတော့ကလေးလေးတယောက်တွေ့ဟာကလေးလေးဗျဘင်းကြီးဒီဘောမင်းသားကြီးဒါပါကလေးလေးအသက်ရှိသေးလားအသက်ရှိတယ်ဟေးအသက်ရှိတယ်ဆိုအဲ့ကလေးကိုတို့ကောက်ယူမွေးစားရအောင်အမိုက်ပုံမှာကောက်ယူမွေးစားလို့အသက်ရှင်နေတဲ့ကလေးကိုမောင်သက်ရှိလို့နာမည်ပေးလိုက်တယ်ဘယ်သူတွေတော့ဟေ့မောင်သက်ရှိနော်မောင်သက်ရှိလေးမွေးလာတာဘဝကောင်းလားအမေလှုပ်တဲ့သူကအဖေလှုပ်တဲ့သူကမရေရဘူးနော်အမေလှုပ်တဲ့သူကပြည့်စည်အဖေလှုပ်တဲ့သူကမရေရဘူးသူ့ရဲ့ဘဝပေးကံအကျိုးကတော့တိတ်မကောင်းဘူးနော်အဲ့တော့အဲ့ကလေးလေးမွေးလာတယ်ဒါတော့ခုနပြောတဲ့သူ့ရဲ့ကောက်မွေးစားထားတဲ့ဖအေကဒီကလေးလေးကိုမွေးစားထားတယ်မွေးစားတော့ဒီကလေးလေးကနန်းတော်ထဲမှာပဲနေရဒါပေမဲ့တခြားမင်းသားတွေကသူတို့မှာအဖေကဘသူအမေကဘသူဒီလိုမျိုးတိတိကျကျရှိဟောဒီကလေးကြတော့ဒီအဖေအမေဘသူတော့လို့တိတိကျကျပြောဖို့မရှိဘူးအဲ့လိုမရှိတဲ့အခါကျတော့ဒီကလေးလေးကမေးတယ်အဖေအမေကဘသူလို့ဟာအမေကငါပေါ်ကွာအဖေကလည်းငါပေါ်ကွာအဖေလည်းငါပဲအမေလည်းငါပဲမဟုတ်ဘူးတငယ်ချင်းတွေကပြောတယ်ကျုပ်ကိုတော့အမေမရှိတဲ့သားဒါမို့အဖေမရှိတဲ့သားကောက်ယူမွေးသားတာအမိုက်ပေါ်ကောက်မွေးထားတယ်လို့ပြောတယ်အဲ့ဒါကျွန်တော်မခံချင်ဘူးဟုတ်ဘူးငါသားမင်းမျက်နှာမငယ်နဲ့အမေကလည်းငါပဲအဖေကလည်းငါပဲတော့အဲ့လိုမျိုးနဲ့ဒီကလေးကြီးပြင်းလာတယ်ဒါပေမဲ့ဒီကလေးလေးက10ကျော်သက်အရွယ်ရောက်လာပြီဘယ်ရွယ်ရောက်လာပြီလဲဟေ့ဒီကလေးလေးကအခွင့်အရေးဆုံးရှုံးတော့ကံကောင်းတယ်ဖေးနဲ့တွေ့အဲ့မှာတွေ့ပြီးတဲ့အခါမွေးသားထားကဒီကလေး10ကျော်သက်ရောက်လာပြီဒါတို့သူတို့ဘုံဘာပြောချင်တာလဲဆိုတော့လူတယောက်ကအောင်မြင်ဖို့အတွက်အရေးကြီးဆုံးကသူ့ရဲ့ပတ်ဝန်းကျင်အများကြီးအရေးကြီးတယ်ပတ်ဝန်းကျင်အရေးမကြီးဘူးလားဟဲ့အရေးကြီးတယ်ဘုံတို့စိတ်ပညာလည်းပြောတယ်ကလေးလေးတယောက်ထူးချွန်ထက်မြက်လာဖို့ဆိုရင်မွေးစားအနေ10နှစ်အတွင်းမှာအမေအရေးကြီးဆုံးပဲဘယ်သူအရေးကြီးဆုံးလဲဒါကြောင့်အမေလှုပ်တဲ့သူတွေအများကြီးအရေးကြီးပါလားဘုံဥပမာလေးတစ်ခုပြောမယ်ကလေးလေးတယောက်မကွေးဘက်ကဘာသာတော်ထုအောင်လို့ဆိုပြီးထောက်ပံ့တာအဲ့ကလေးလေးကိုဘုန်းကြီးကအကုန်ပြီးတာဝန်ယူပြီးထောက်ပံ့တာအဲ့ကလေးကဘာလို့ခိုင်းလဲဆိုတော့သူ့မိဘတွေဆင်းရဲတယ်တာကိုဆိုင်ကယ်ဝယ်ပေးဆိုပြီးတော့အဲ့ဒါအတင်းဆိုင်ကယ်ဝယ်ခိုင်းတယ်ဆိုင်ကယ်ဝယ်ပေးလိုက်တော့အဲ့ကလေးတွေကဘာလို့လဲဒုတိယနှစ်လည်းရောက်ရောမကွေးဆက်တဲ့ကတုံမှာကြာတော့အဲ့မကွေးဆက်တဲ့ကတုံကဘာမကောက်လှန့်ဆက်တဲ့ကြည့်ဒီကလေးလေးဘာကြောင့်တော့ကြာတော့ကျောင်းမှာတော့တအားထူးချွန်တယ်ဘာသာသုံးလည်းရတယ်စာသားကြိုးစားတဲ့ကလေးဆိုတော့သူ့အိမ်ကတဲ့အလိုလိုက်ပြီးတော့ဆိုင်ကယ်ဝယ်ပေးတယ်အဲ့ကလေးဆိုင်ကယ်ရပြီးတော့ရီးသားတွေထားပြီးပတ်ချက်လက်သွားတာဒုတိယနှစ်ကြာတယ်အဲ့ဆိုတော့ဘုံတို့ဘာပြောချင်တာလဲဆိုတော့မွေးစားနေ10နှစ်အတွင်းမှာအမေအရေးကြီးဆုံးပဲ
10 နှစ်ကနေအနှစ်20ကျတော့အဖေရေးကြီးဆုံးပဲအဖေကဘယ်လိုကိုချင်းသိက္ခာရှိလဲသားသမီးကိုဘယ်လိုပြုစုနှောင်တန်းရှိလဲအဲ့ဒါတွေကိုစိတ်ပညာပြောထားတယ်အခုဘုန်းတို့အောင်မြင်တိုးတက်သွားတဲ့ခေါင်းဆောင်ကြီးတွေကမ္ဘာခေါင်းဆောင်ကြီးတွေကြီးလိုက်တဲ့အခါအဲ့ဒီခေါင်းဆောင်ကြီးတွေမှာအမေကောင်းတွေရှိတယ်ဆိုပြီး leadership မှာဒါတွေ့ရအမေတွေရေးကြီးလည်းမရှိဘူးလားကြည့်ရနော်အဲ့တော့ဒီထဲမှာသားတွေလည်းပါတယ်သမီးတွေလည်းပါတယ်ဒါတစ်ချိန်ကျအိမ်တော်ရဲ့သားတွေကြာရင်မိဘတွေဖြစ်လာမယ်အဲ့လိုရှိတဲ့အခါကိုယ့်ရဲ့နောက်ရမျိုးဆက်တွေကိုဘယ်လိုမျိုးပြုစုပြောထောင်မလဲဆိုတော့အရေးကြီးလို့တစ်ခါတည်းမှတ်ပါနော်မွေးစားနေ10နှစ်အတွင်းဘယ်သူရေးကြီးသုံးလဲ10နှစ်ကနေနှစ်20ကျတော့အနှစ်20ကနေနှစ်30ကျဆရာအရေးကြီးဆုံးတယ်လောကထဲဝင်ပြီဆိုရင်စီးပွားရေးကိုလမ်းပြပေးမဲ့ဆရာပညာရေးကိုလမ်းပြပေးမဲ့ဆရာသူ့ကိုသူကထိန်းချောင်းလို့မရတော့ပြုပြင်လို့မရတော့အဲ့ဒါကျတော့လမ်းညွန်တဲ့အဆင့်ဖြစ်သွားတယ်အဲ့လမ်းညွန်နိုင်ဖို့ဆိုတာအခြေခံအမေတွေအဖေတွေကောင်းခဲ့မှာဒါကြောင့်သားတို့တို့ဒီမှာမှတ်ထားပါလူတယောက်ဘလောက်ပဲတော်ဘလောက်ပဲထူးကျွန်းဒီပတ်ဝန်းကျင်ရဲ့ပံ့ပိုးမှုကလည်းအရေးကြီးပါတယ်ပဋ္ဌာန်းလို့ဆိုရင်တော့ဥပနိတ္တယပစ္စယောလို့ခေါ်ပါတယ်အခုဒီကလေးကျတော့အဲ့ပတ်ဝန်းကျင်ကအခုကြည့်လိုက်တော့သူ့မွေးစားဖေကကောက်မွေးစားတာဒီကလေးကိုသားရင်းလို့စောင့်ရှောက်ထားဒီကလေးကတော်တယ်ဒါပေမဲ့ဘာအရေးကြီးဆိုသူကိုယ်တိုင်ကလည်းဒီလက်ရှိအခြေအနေကိုသူမကျေနပ်ဘူးအားမရဘူးဒါကြောင့်သူဘာပြောလဲဆိုတော့အဖေဆယ်ကျော်တက်လည်းရောက်ကျွန်တော်တက္ကသိုလ်ကြီးမှာသွားပြီးပညာသင်နေတယ်ဟာကောင်းလိုက်တာကွာငါသားဘယ်တက္ကသိုလ်သွားချင်တာတော့ကျွန်တော်ဟိုတခြားနိုင်ငံခြားတွေသွားပြီးပညာသင်မယ်အေးအဲ့ဒါဆိုပညာရေးအတွက်ဘတ်ဂျက်ဘယ်လောက်လို့ငွေကြေးဘယ်လောက်လို့ဘယင်းသားလေဖေးလို့တဲ့သူကဘယင်းသားဆိုတော့မင်းကငါလိုသလောက်ထောက်ပံ့လိုက်မယ်အဲ့ကလေးကမယူဘူးတဲ့ကျုပ်သူများထောက်ပံ့တဲ့ပညာတက်တယ်ဆိုတာမျိုးအဖြစ်မခံနိုင်ဘူးတဲ့တက္ကသိုလ်ပြည်ကိုသွားတဲ့လမ်းစီလေးလောက်ပဲပေးလိုက်တက္ကသိုလ်ပြည်ကိုရောက်သွားပြီဆိုရင်ကျွန်တော်ရဲ့ကိုတုကိုချင်းစွမ်းရည်နဲ့သွားမယ်တကယ်ပဲသူကလမ်းသေးလေးလောက်နဲ့နိုင်ငံခြားတွေရောက်သွားနိုင်ငံခြားလည်းရောက်တဲ့အခါသူဘာလုပ်လဲဆိုတော့တက္ကသိုလ်ဆရာကြီးနဲ့ဘာမှဖတ်ချုပ်ကြီးနဲ့ဝင်တွေ့ကျွန်တော်ပညာလားသင်ကြလို့ဒီတခြားနိုင်ငံတွေရောက်လာတယ်ဟာကောင်းလိုက်တာဘုံတို့ဟိုတော့အိန္ဒိယမှာဆိုရင်အခုနာလာနာတက္ကသိုလ်ကြီးကိုလေ့လာတဲ့အခါအိန္ဒိယရုရှားဂျပန်ကိုရီးယားပါရှားတူရကီအဲ့နိုင်ငံတွေကလာပြီးတော့ပညာတွေသင်ကြတာတွေ့ရအခုလည်းဒီကလေးလေးကနိုင်ငံခြားထိသွားပြီးတဲ့ဟာကောင်းလိုက်တာကွာတက္ကသိုလ်ဆရာကြီးကဝဲကန်လုပ်တယ်မင်းစူးစမ်းကျင်သိရှိတယ်အဲ့တော့မင်းတက္ကသိုလ်ကျောင်းလားကရှိလားအဲ့တော့ဒီကလေးကကျွန်တော်ကကျောင်းစိတ်မပါဘူးဟာကျောင်းစိတ်မပါနဲ့ဘယ်လိုလုပ်တတ်လို့ရမလဲကွာကျွန်တော်အခွင့်အရေးတစ်ခုပေးကျောင်းမှာကျွန်တော်အလုပ်လုပ်မယ်ဘာလုပ်မလဲအလုပ်လုပ်မယ်ခင်ဗျားတို့ခိုင်းတဲ့ဟာဆရာကြီးခိုင်းတဲ့ဟာကျွန်တော်လုပ်အဲ့တော့နေ့ဘက်ကိုတနေ့ကုန်ဒလဝင်မဲ့ခိုင်းအိမ်သားပဲစေးဆိုင်ကြီးတိုင်းဘာပဲလုပ်ချက်ခိုင်းပြုတ်ခိုင်းထင်းခွေခိုင်းကြက်တာခိုင်းကျွန်တော်အကုန်လုံးပဲအဲ့ဒီလောက်ခကိုညကြရင်ကျွန်တော်ညပိုင်းအချိန်တွေကိုစာသင်ပေးပါဘုံဘုံတို့ဆယ်တန်းအောင်လာတော့ GDC တွေပါတယ်မမိတဲ့သူတွေဆိုရင်ညဘက်ကိုတက်လို့ရတယ်ပေါင်းကူးဆိုပြီးတော့အဲ့ဒီကနေပြီးတော့ဘုံဘုံတို့ GDC တွေပါတယ် engineer တွေတက်သွားလို့ရတယ်ဘုံကိုတယောက်ဆိုရင်အဲ့လိုနဲ့သူ engineer ဖြစ်သွားဆယ်တန်းကိုအမှတ်မမိဘူးပေါင်းလေးပြောအောင်လေးပဲဒါပေမဲ့သူအခု engineer ဖြစ်နေဘုံဘုံတို့ခေတ်တော့တယ်လို့ရှိကျွန်တော်ကကိုပိုင်ဒီအလုံအားကားနဲ့တက်မယ်ဟာကောင်းလိုက်တာအဲ့ဒါနဲ့သူကဆရာကြီးရဲ့လုပ်ငန်းတွေကျောင်းရဲ့ဝေယဝိသလုပ်ငန်းတွေတက္ကသိုလ်ပြည်မှာသူဌာနတစ်ခုရတယ်နေကင်းဘက်မှာတော့ဒလဝင်ပဲနေကင်းဘက်မှာလောက်ရတော့အမိုက်သိမ့်တန်ရှင်းလို့အိမ်သားစေးဒလဝင်လို့ထင်းခွေရေခက်အဲ့ဒါကြီးလောက်ရညဘက်ကျမှသူကကျောင်းသားဒါပေမဲ့သူကအဲ့လိုနဲ့ကြိုးစားလိုက်တာသူ့ရဲ့ကြိုးစားမှုကဒါအောင်မြင်သွားတယ်သူဘယ်လိုအချင်းနေနဲ့ကြိုးစားတာလဲဒါလေးကိုဘုန်းတို့လေ့လာကြည့်အောင်ခေါင်းစဉ်လေးတွေစဖတ်ကြည့်ပါရတော့ထို့ချင်းထမြတ်သူတို့ဤပညာသင်ပြီဟုတ်နော်အဲ့ဆိုနံပါတ်1ကဘယ်လိုသင်ရမလဲများသင်ရ verse learning VSD verse တော့အများကြီးလို့ပြောတာဘယ်လောက်များလဲဆိုတော့သူက a lot of ဆိုတာပဲပို့ပြီးများတဲ့အခါဒီစကားလုံးကိုသုံးတယ် vast VSD verse learning အကြမ်းမြင်ဘူးသောတာတွေရနိုင်တယ်များရအောင်များနိုင်တယ်များအောင်လေ့လာနံပါတ်1ပညာသင်နည်းတစ်ခုနံပါတ်2ကျတော့ fast learning အလုပ်လုပ်ပြီးသင်ရတာမြန်ကြိုးစားမှရဤသာသနာတွေထားဖို့အချင်းကြီးဘူးအာယုန်တွေများလေလို့မရဘူးစာကိုအာယုန်စိုက်ပြီးတော့တစ်နှစ်တစ်တန်းအောင်သွားရည်မှန်းချက်တွေရောက်သွားနောက်တစ်ခုလူရဲ့သဘောကပညာကိုသင်ယူလို့သိရှိနေတဲ့အချိန်မှာတက်ကြွသင်ယူလို့သိရှိနေတဲ့အချိန်မှာအားကောင်းတယ်ပြင်းသိပ်ဝင်သွားလို့လူကဖြင်းသွားပြီဆိုရင်အဲ့ဒီဟာကိုပြန်ပြီးတော့ဒီပြင်းသိပ်ကိုကြော်ဖို့ခက်ဒါကြောင့်မြန်သင်ရ10တန်းကိုသားရသူတို့အခုမင်းတို့12တန်းပေါ့ကွာ12တန်းတော့ကြာသေးလားမသိဘူးဘုံဘုံတို့ခေတ်တွေက10တန်းတို့တချို့ဆိုခဏကြာ10တန်းကို10နှစ်မကအနှစ်20လောက်ကြာတဲ့သူတွေရှိအဲ့ဒါတွေကျတော့ repeater လေးလို့ခေါ်
10တန်းနှစ်ချင်းပေါက်အောင်နဲ့နှစ်ချင်းပေါက်10တန်းကိုရောက်လာတဲ့လူကြီးက fresher လို့ခေါ် fresher ဖြစ်တဲ့ကလေးဘုံဘုံက10တန်းကိုနှစ်ချင်းပေါက်အောင်10တန်းတနေ့တည်းနဲ့ပြီးအောင်လုပ်မယ်မအောင်ရင်မတက်တော့ဘူးဒါကြတဲ့သုံးရက်ရတာပဲကျွချင်းတွေပါလေတက်တူမယူခဲ့ဘူးဘုံတို့တော့2000ခုနှစ်လောက်တဲ့ဘုံတို့10တန်းအောင်ဒါတဲ့အပိလုံးမယ်ဆိုရင်ပြီးအောင်လုပ်အောင်အဲ့တော့စိတ်ကတွန့်သွားလို့နောက်တစ်နှစ်မှဆို repeater ဖြစ် repeat ကိုယုံကြည်မှုနည်းသွားတယ်ထက်ကြနဲ့ရှေ့မရောက်တော့အဲ့လိုဖြစ်တယ်နော်ဒါကြောင့်ပညာသင်တဲ့အခါမှာနံပါတ်1ဘာလို့အောင်လဲ first learning များသင်မယ်နံပါတ်2က first learning ဘယ်လိုသင်ရမလဲမြန်ပြီးမြောက်အောင်သင်လိုက်ဟုတ်နော်နောက်နံပါတ်3ကျ systematic learning ဘယ်လိုသင်ရစနစ်တကျသင်ရပညာသင်တဲ့နည်းစနစ်တွေပြီးရင်ဘုံပြောပဲစနစ်တကျသင်ရနောက်နံပါတ်4ကမမေ့အောင်သင် memorize learning memorize လုပ်နေရအဲ့တော့မှတ်မိအောင်ဘယ်လိုတွေသင်မလဲပေါ့ဒါမျိုးတွေလည်းနည်းစနစ်တွေရှိနော်အဲ့တော့ဘုန်းတို့၄ခုဘုံမမြန်မာလိုပြောမယ်သားတို့သမီးတို့ကအင်္ဂလိပ်လိုပြောနံပါတ်1များသင်တယ်အင်္ဂလိပ်လိုဘယ်လိုပြောမလဲ first learning နံပါတ်2ကမြန်သင်မယ်နံပါတ်3ကစနစ်တကျသင်မယ်နံပါတ်4ကမမေ့အောင်သင်မယ်ဟောသားတို့သမီးတို့ကမြန်မာလိုပြောမယ်နော်ပြောကြည့်ပါလေတော့ first learning နံပါတ်2က first learning နံပါတ်3က systematic learning နံပါတ်4က memorize learning ဆိုတော့ဒီလေးခုနဲ့သူဟာသင်ခဲ့တာဆိုတော့အဲ့တက်ကတူမှာသူများတွေ16နှစ်သင်ရတဲ့ဟာကိုသူက9နှစ်ထဲနဲ့တက်ကတူပွဲရပါ။ကိုင်းတော့ဒါဘုန်းတို့ပြန်ပြောနံပါတ်1 first learningအဲ့ဒါကိုမြတ်စွာဘုရားရှင်ကပါဠိစကားနဲ့ပြောတဲ့ကဘာဟုသစ္ဆင်္စာလို့ဘာဟုသစ္ဆင်္စာအကြမြင်ဘူးတုတ္တကိုများနိုင်တယ်များမယ်ဘယ်လိုများမလဲများနိုင်တယ်များအဲ့တော့ဘုဒ္ဓရအကြမြင်များဖို့ဆိုဘာလို့အောင်စာအုပ်စာပေတွေရောဖတ်ဖို့လိုလားမလိုဘူးလားအဲ့တော့ဘုံဘုံတို့သားတွေသမီးတွေရောဆရာမတွေရောအတိလွဲနေတာတခုရှိကလေးတွေကကျောင်းစာကလွဲရင်ပြင်ပစာကိုဖတ်လိုက်ရင်ကလေးတွေကျောင်းစာမှာအာရုံမစိုက်နိုင်ဘူးလို့မြင်တဲ့အမြင်ပေါ့နော်ဘုံဘုံစာသင်ကြတော့လည်းအဲ့လိုပဲမြင်တာနောက်ကျမှဘုံတို့စာတွေဖတ်လာတဲ့ကမဟုတ်ဘူးဆရာကြီးလက်တွင်တော်ချစ်တို့ဆရာကောင်းတန့်တို့ပညာရှင်အများစုပြောထားကြဘုံဘုံတို့ကိုယ်တိုင်လည်းတကယ်တမ်းလေ့လာတဲ့ကအဲ့ဒီတော့တွေ့ပြင်ပစာပေကိုဖတ်ရင်ကျောင်းသားတွေကစာပိုးတော်လာတာတွေ့ရမနေ့က grade 9 11 12ကျောင်းသား1000ကျော်ရှိတဲ့အကြောင်းကြီးကိုဘုံရောက်ခဲ့ဆရာတော်တွေနဲ့ဘုံတို့တိုင်မင်းတော့ခါတိုင်းနှစ်တဲ့စာထဲမှာတခါတည်းစာကြက်စာတွေမင်းသမီးတွေကအကုန်အမှတ်ပြည့်နေရတယ်ထိတ်ပဲတယ်ဒီနေ့ကျတော့ဆရာတော်မူပြောင်းလိုက်တယ်ဝင်ခွင့်ကို NC မေကွန်းတွေပါမေးတယ်ဘုဒ္ဓတရှိတဲ့မေကွန်းတွေအကြမ်းမြင့်ရှိတဲ့မေကွန်းတွေပါမေးလိုက်အကုန်လုံး1ကနေ30ကြီးကယောက်ျားလေးတွေပဲဖြစ်ပါမိန်းကလေးတွေကြံခဲ့သမီးတို့ကနှိမ်ပြောတာဘုံတော့ဖြစ်စဉ်ကိုပြောပြနော်ဒီနေ့မှဖြစ်သွားတဲ့အချိန်ဘာဖြစ်လို့လဲဆိုတော့ယောက်ျားလေးတွေကနည်းနည်းညံဖွင့်နိုင်အတွေးခေါ်ပိုင်းရှိဒါတွေသမီးတွေကအဲ့ဒီအတွေးခေါ်ပိုင်းထဲသူကကြက်မယ်ဆိုတဲ့ဘက်ကိုအောင်ဆိုင်ဒါကြောင့်တကယ်ကို NC မေကွန်းတွေမေးလာတဲ့အခါအကြမ်းမြင့်ရှိတဲ့မေကွန်းတွေမေးလာတဲ့အခါတို့မှခက်ခဲတာတော့တွေ့ရဒါဘုံတို့သတိပြုမိအဲ့မှာဘုံကပြန်ပြီးသတိထားမိတာဗာလဲဆိုတော့ယောက်ျားလေးနဲ့မိန်းကလေးနောက်တနည်းပြင်ပဘုသူဒ္ဓရှိတဲ့သူနဲ့မရှိတဲ့သူတကယ်အရင်ဂျင်းတဲ့ကြက်ထဲရောက်လာတဲ့အခါပြင်ပဘုသူဒ္ဓရှိတဲ့သူကပြဿနာဖြေရှင်းနိုင်တဲ့နေရာမှာခြေတန်းကိုရောက်တာတွေ့ရတယ်ဒါကြောင့်ဘုံကဒါလေးကိုပြောချင်တာပါဒါတို့သူတို့ကျောင်းစာလောက်နေရင်ကြက်လို့အောင်မြင်သွားတဲ့သူကဘာပေါ်မှာရောမြန်မာပြည်မှာရောတယောက်မှမရှိသေးဘူးအဲ့ဒါမှတ်တာကျောင်းစာလေးတက်ရုံနဲ့ဆရာဝန်အင်ဂျင်နီယာဖြစ်ရင်ဖြစ်မယ်ဆရာဝန်နဲ့အင်ဂျင်နီယာတွေအောင်မြင်လားဟိပြောကြည့်ပါဆရာဝန်နဲ့အင်ဂျင်နီယာတွေအောင်မြင်လားမြန်မာပြည်မှာအခုချမ်းသာဆုံးဆိုတဲ့ပုံကိုယ်တွေကဆရာဝန်တယောက်ပါမပါဘူးကဘာပေါ်မှာအချမ်းသာဆုံးပုံကိုယ်တွေဆရာဝန်တယောက်မှမပါအင်ဂျင်နီယာတယောက်မှမပါကဘာမှာအချမ်းသာဆုံးပုံကိုအခု Elon Musk သူ့နောက်မှာဘုန်းတို့ Zuckerberg တို့လာမယ် Jack Bezos တို့လာမယ်အကုန်လုံးက tech giant technical သမားတွေနိမညာသမားတွေပဲကနေကဘာမှာချမ်းသာအဲ့နိမညာသမားတွေကအမြဲတမ်းဘာလို့ creation လုပ်နေရအမြဲတမ်းစမ်းသစ်နေရတယ်တီထွင်းနေရတယ်အသစ်တွေကိုအမြဲတမ်းလေ့လာသင်နေရဆိုတော့ Elon Musk ဆိုရင်တနေ့ကိုတစ်ပတ်ကိုစောင်းနှုတ်ပြီးအောင်ဖတ် Jack Bezos ဆိုတာဘုန်းတို့ Amazon တထေး
သူတို့လည်းတစ်ပတ်တစ်ပတ်ကိုစာအုပ်နေတော့တအုပ်ကနေနှစ်အုပ်ဒီလိုပြီးအောင်ဖတ်တယ် Facebook တူထောင်တဲ့ Zuckerberg ကဖုန်းထက်2လပဲကြီးတယ်ဖုန်းနဲ့တကူတည်းမွေတယ်1984နော်သူက9လပိုင်းမွေတယ်ဖုန်းက9လပိုင်းမွေတယ်တနေ့တည်းသူကခဏကဘာမှာဘီလီယံပေါင်းရာဂဏန်းလောက်ချမ်းသာတဲ့တတိယဖြစ်နေဖုန်းနဲ့သက်တူပဲအဲ့ဒီပုံကိုယ်တွေအကုန်လုံးက technical သမားတွေ technician တွေနည်းပညာတတ်တဲ့သူတွေပဲဒါကြောင့်ဘုန်းတို့ပညာနဲ့ပတ်သက်ရင်၃မျိုးပြောစရာရှိလာတယ်မှတ်မယ်အသိပညာအတတ်ပညာနည်းပညာအလုံးပြောအောင်ပါရတော့အသိပညာအတတ်ပညာနည်းပညာပြန်ပြောပါဦးအတတ်ပညာနည်းပညာအဲ့တစ်ခုချင်းစီမှာအကျိုးဆက်ရှိအတတ်ပညာဆိုတော့ဘဝအတန်မွေးအောင်ပြုနိုင်ဖို့အတွက်အတတ်ပညာလိုတယ်အတတ်ပညာတက်တဲ့သူတွေကသူ့ရဲ့သူ့မိသားစုရဲ့သူ့ရဲ့ဝင်းကျင်ကိုသူကောင်းအောင်တာဝန်ယူနိုင်တယ်အဲ့လိုတာဝန်ယူနိုင်တဲ့စွမ်းရည်တွေရှိတယ်အတတ်ပညာတက်တဲ့သူရဲ့အမြင့်ဆုံးစွမ်းရည်ရပါလေသူ့ရဲ့သူ့မိသားစုရဲ့အလွန်ဆုံးသူ့ရဲ့ဆွေမျိုးတွေကိုသူစောင့်ရှောက်ထောက်တတ်ပဲဒါတော့ပဲဒါအတတ်ပညာရဲ့ဆိုတာအတတ်ပညာဆိုတာဘဝရက်တည်ဖို့အတွက်အရေးကြီးလားမကြီးဘူးလားအသိပညာကြတော့ဘဝရဲ့ပြဿနာတွေဖြေရှင်းဖို့အတွက်ကြတော့အသိပညာရှိမှရတယ်ဘဝဆိုတာကပြဿနာလို့အဓိပ္ပာယ်ရဘဝမှန်ရင်အကုန်လုံးကပြဿနာတွေနဲ့လေမြတ်စွာဘုရားရှင်တော့ဒုက္ခသစ္စာလို့ထားအောင်ပြောဘုံမလွယ်အောင်ပြောတာနော်ဘဝဆိုတာဘာတော့ပြဿနာပဲဘဝရလာတာကပြဿနာပဲအဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အတွက်ကြတော့ဘာလို့တော့အသိပညာလိုတယ်နိပညာနဲ့ဖြေရှင်းလို့မရဘူးဟုတ်လားအတတ်ပညာနဲ့ဖြေရှင်းလို့မရဘူးဘာနဲ့ဖြေရှင်းရတာအသိပညာနဲ့ဖြေရှင်းဒါကြောင့်အသိပညာကျတော့ဘာကိုဖြေရှင်းဖို့လဲဘဝရဲ့ပြဿနာတွေဖြေရှင်းဖို့ဘဝရဲ့အခက်အခဲတွေဖြေရှင်းဖို့ကြတော့ဘာလို့တော့အသိပညာလိုတယ်ဘဝအောင်မြင်တိုးတက်ဖို့ကြတော့ဘာလို့တော့အတတ်ပညာလိုတယ်တို့တော့နိုင်ငံနဲ့ချီပြီးဖွံ့ဖြိုးတိုးတက်ဖို့ကမ္ဘာနဲ့ချီပြီးဖွံ့ဖြိုးတိုးတက်ဖို့ကြတော့နည်းပညာလိုတယ်ဘာလို့လို့ဟဲ့မနေ့ကဒါဘုံတစ်ပါးကိုဝဲပေးတာဒါဘုံဟာမဟုတ်ဘူးအသိချက်ချွတ်နည်းနည်းဒီအောင်သုံးလို့အဆင်ပြေလာလို့သုံးကြည့်ဒါသိန်း60လောက်တက်ဒါဆရာတော်သူသုံးဖို့ဆိုပြီးတော့ဘုံဝဲခိုင်းအဲ့တော့ဒီကွန်ပျူတာကတရုတ်မှာထုတ်တယ်နည်းပညာကအမေရိကန်ရဲ့နည်းပညာထုတ်တာကတရုတ်မှာထုတ်တယ်အမေရိကန်ကသိန်း60ဆိုရင်အမေရိကန်ကသိန်း30လောက်ရတရုတ်က15သိန်းလောက်ရကျန်တာသွားရေးလာရေးရောင်းရေးဝယ်ရေးအတွက်နောက်ထပ်15သိန်းလောက်ရှိဟုတ်ပြီနော်ဒါကြောင့်အမေရိကန်နည်းပညာတက်တော့သူကတစ်ဝက်ရနည်းပညာမတက်ဘူးပြတပည့်တော်တို့ကအလုံးတော့အတတ်ပညာနဲ့လုံနိုင်တယ်အေးမင်းအဲ့ဒါဆို15ရာခိုင်နှုန်းယူဟာကျွန်တော်တို့အတတ်ပညာမရှိဘူးအဲ့ဒါဆိုမင်းရောင်းရေးဝယ်ရေးသွားရေးမင်းကားမောင်းမင်းဆိုင်မှာတင်ရောက်အဲ့ဒါ15ရာခိုင်နှုန်းထပ်ယူ15သိန်းယူဟောဒီလိုမျိုးခွဲပေးတာဒီပြည့်စည်တစ်ခုကိုနော်အတတ်ပညာရှိသူကဘယ်လောက်ရပါတော့15ရာခိုင်နှုန်းတို့နှစ်ခုပေါင်း20 30ရာခိုင်နှုန်းလောက်ရနည်းပညာတက်တဲ့သူကကျန်တဲ့ဟာတွေအကုန်ရပါကျန်တဲ့ဟာတွေအကုန်ရပါဟုတ်နော်ဒါပေမဲ့ဒီဟာကိုဘယ်လိုလူသုံးမလဲဒီဟာကိုသုံးပြီးတော့မကောင်းတာတွေလုပ်လို့မရဘူးလားကြားဖြန့်လို့ပဲကွာမကောင်းတဲ့တွေလုပ်မှာကွာလူတွေကိုသိမ်းသွင်းမှာပါမကောင်းတဲ့တွေလုပ်လို့မရဘူးလားဟဲ့ဘုံဘုံတို့ကျတော့တရားဟောတဲ့နေရာသုံးတယ်သင်တန်းလုပ်တဲ့နေရာသုံးတယ်ဒီကွန်ပျူတာကိုဝယ်တဲ့ဘုန်းကြီးကပိဋကတ်စာပေတွေကိုပါဠိနေတရားအဲ့ဒါတွေကိုမြန်မာမှုပြုဖို့နောက်စာချဆရာတော်တွေစာချသီလရှင်တွေအတွက်သင်တန်းပို့ချဖို့ဆိုတော့သူကဘာအတွက်သုံးလိုက်တာတော့သူကအသိပညာဖွံ့ဖြိုးဖို့အတွက်သုံးတယ်ဒါကြောင့်သုံးဆွဲတဲ့နေရာကွာမသွားဘူးလားကွာတယ်နော်ကဲအဲ့တော့ဘုန်းတို့ပညာ၃မျိုးပြန်ပြောအောင်ပါရတော့အသိပညာအတတ်ပညာနည်းပညာသုံးခုလို့ရေးကြည့်လားမကြည့်ဘူးလားအတတ်ပညာဘာအတွက်ရေးကြည့်တာတော့ဘဝတိုးတက်အောင်မြင်ဖို့အတွက်အတတ်ပညာမရှိတဲ့သူကဘာမှမတိုးတက်တော့လက်ကလာတာပဲဒီလိုပဲဖြစ်မှာသူများခိုင်းရပဲလို့အောင်နော်ကဲနောက်တစ်ခုကဘာပညာတော့နည်းပညာကြတော့နိုင်ငံနဲ့ချီပြီးတော့လူမျိုးနဲ့ချီပြီးတော့ကမ္ဘာနဲ့ချီပြီးတော့အောင်မြင်မှုကြီးကျယ်တဲ့အောင်မြင်မှုတွေရဖို့ကြတော့ဘာလို့တော့နည်းပညာလိုတယ်ဟောနောက်တစ်ခုပညာတစ်ခုကဘာတော့အသိပညာကဘာအတွက်လိုတာတော့ဘဝပြဿနာတွေဘဝအခက်အခဲတွေဖြေရှင်းဖို့အတွက်အသိပညာလိုလားမလိုဘူးလားအဲ့ဒါကြောင့်ဘုန်းတို့ပညာတွေလေ့လာတဲ့အခါပညာတွေအများကြီးသင်ရမယ်ဘယ်လိုသင်ရမလဲကျောင်းသားရောသင်ဖို့မလိုဘူးလားပြင်ပသားတွေရောဖတ်ဖို့မလိုဘူးလားအခုဘုံကဘုံသူတို့ဒီမှာညီကိုတွေစုပြီးတော့ဒီဒေသမှာစာကြည့်တဲ့တစ်ခုဖြစ်ဖို့အတွက်သူတို့ကြိုးစားကြတယ်စာကြည့်တဲ့ဖြစ်လာရင်အသက်ဝင်လှုပ်ရှားနေတဲ့
စာကြည့်ရိုက်တွေမှာစာကြည့်တိုက်မှုတွေရှိမှရေရှည်အောင်မြင်မှာအဲ့ဒီအတွက်ဘုံဘုံတို့ကလာကပေးထားအဲ့စာကြည့်တိုက်မှုတွေဤပညာတွေပေးမယ်လာကပေးထားမယ်အခုသဘောဟိုနေ့ကဂျပန်ကဤပညာရှင်တယောက်နဲ့ဆွေးနွေးလိုက်တနိုင်ငံလုံးမှာစာကြည့်တိုက်100ဖွင့်မယ်1000ဖွင့်တာပဲအဲ့ဒီစာကြည့်တိုက်100 1000ဘုံကွန်ပျူတာတစ်လုံးနဲ့ဖုန်းထဲကနေပြီးလန့်ကြည့်နေဒီတစ်ပတ်စာအုပ်ဘလောက်ငါတော့ဒီတစ်ပတ်ဘာလို့ activities တွေလုပ်တော့ဒီတစ်ပတ်ဆွေးနွေးပွဲတွေဘယ်နှခုလုပ်တော့ဒီတစ်ပတ်ကလေးတွေစာတန်းတွေဖတ်ဖြစ်လာစာတွေလုပ်ဖြစ်လာနော်အဲ့ဒါတွေကိုဘုံဘုံကဖုန်းထဲကနေကွန်ပျူတာထဲနဲ့တနေရာထဲနဲ့ထိုင်ကြည့်လို့ရအောင်ဘုံဘုံ software တစ်ခုခု wireframe ရေးနေပြီညမညာချင်းဘုံလာပြီးကူတာအဓိကဘာအရေးကြီးလဲဆိုတော့အလုပ်လုပ်ဖို့ပဲအလုပ်လုပ်ရင်အလုပ်လုပ်တဲ့အတွက်ဒီအလုပ်ကိုဝါသနာသူတဲ့ကုညီမဲ့သူတွေရောက်လာဘုံဘုံအဲ့ဒီညပညာမတက်ဘူးဒါပေမဲ့ဘာလုပ်တဲ့နယ်လဲဆိုတာဘုံဘုံအသိဘုံဘုံမှာအသိရှိသူကညပညာရှိအဲ့ဒီညပညာနဲ့ညပညာနဲ့ပေါင်းပြီးတော့ဘုံတို့နိုင်ငံကလူတွေကိုပညာရေးကောင်းအောင်အထူးသဖြင့်လူငယ်တွေရဲ့ပညာရေးဖွံ့ဖြိုးဖို့အတွက်ကျောင်းပညာရေးတွေအတွက်ရောက်ထောက်ကူဖြစ်ဖို့အထူးသဖြင့်စာကြည့်တဲ့ပညာရေးပေါ့ non formal education လို့ခေါ်တယ်ပြင်ပပညာရေးစနစ်အားကောင်းဖို့အတွက်ပါဘုံဘုံကိုလှူဒန်းတဲ့သူရှိတယ်နိပညာကူညီတဲ့သူရှိတယ်ဘုံဘုံမှာနေစနစ်တွေရှိအဲ့ဒါကိုဘုံတို့အခုလုပ်ဖို့ project တွေစတယ်နော်အဲကြောင့်ဘာပြောချင်တာလဲဆိုတော့ကိုယ်မှာအသိပညာတွေအတတ်ပညာတွေနိပညာတွေကိုအခြေခံကြကြလေ့လာသင်ယူမထားဘူးဆိုအဲ့ဒါတွေလုပ်လို့ရပါမလားမရဘူးဒါကြောင့်ကျောင်းစာလည်းဖတ်ပါပြင်ပစာတွေလည်းလေ့လာပါအချုံကိုပြောလိုက်ရင်ဘာတွေတော့စာတွေကိုပညာရေးနဲ့ပတ်သက်ရင်များများသင်ထားပါဘယ်လိုသင်ထားမလဲနောက်နံပါတ်2ကဘယ်လိုသင်ရမလဲခုသားတို့တို့ဒီနေ့ကျောင်းတက်ချိန်ဘယ်လောက်ရှိတော့မနေ့ဗရဏာကြီးကျောင်းစာခွတ်9နာရီဗရဏာကြီးဆင်းတော့12နာရီဆင်းတာလား17လား17နာရီဆင်းကထားပါတော့17 9နာရီနဲ့17ဆိုဗရဏာကြီးရတော့3နာရီညနေဘယ်ချိန်ပြန်တက်တယ်ညနေတနာရီပြန်တက်တယ်ဘယ်ချိန်ဆင်းတာ3နာရီဆင်းတယ်အဲ့တော့မနေ့3နာရီညနေ3နာရီစာသင်ချိန်ဘယ်လောက်ရသွားပြီ6နာရီ10ထဲမဟုတ်ကြားတဲ့နားချိန်နဲ့ဆို9နာရီရပြီနားချိန်နေပြီလားဘယ်နှနာရီရပြီတော့ကျူရှင်နေတက်ရလားကျူရှင်တက်ချိန်ဘယ်နှနာရီတော့2နာရီလောက်တင်လား3နာရီလောက်ထိလောဘကြီးပြီးတင်ပြီးတဲ့ကျူရှင်တော့သိပ်မရှိတော့ပါဘူးနောက်ခိုင်ထားတော့2နာရီတော့မဟုတ်3နာရီ3နာရီနဲ့ခုန9နာရီနဲ့ပေါင်းလိုက်ရင်ဘယ်လောက်တော့အဲ့ဒါမင်းတို့ပညာသင်တာအလုပ်လုပ်တာပဲအလုပ်လုပ်ချိန်7နာရီရှိတနေ့ကိုနာရီကဘယ်လောက်ရှိရတော့ဟဲ့24နာရီအခုစာသင်ချိန်အလုပ်လုပ်ချိန်ဘယ်လောက်ရှိရသွားပြီလဲ7နာရီရသွားပြီနော်အဲ့ဒါလူတိုင်းတော့ပတ်စံမရှိလို့ဆိုပြီးရော့ပေးတဲ့သူရှိလားပတ်စံချမ်းသာလို့ဆိုပြီးပိုးရတဲ့သူရှိလားမရှိဘူးနော်ယောက်ျားလေးမိန်းကလေးခွဲခြားပြီးတော့အဲ့ဒီအချိန်တွေပိုးရတာရှိလားကဲတော့ပညာသင်ဖို့အချိန်အလုပ်လုပ်ဖို့အချိန်ဘယ်နာရီရပြီတော့7နာရီရပြီကဲနောက်တဲ့ဘုံတို့ထပ်ပြီးဆွေးနွေးကြည့်အောင်အဲ့ချိန်ဘယ်လောက်ယူလဲ7နာရီရောက်ပြီထားတော့7နာရီအဲ့ချိန်ယူလိုက်တော့ဘုံအဲ့ချိန်တွေကမနှုတ်တော့ဘူးအဲ့တော့ဘယ်နာရီရှိသွားပြီ16နာရီရှိရနောက်တဲ့ဘယ်နာရီကျန်နေတော့ဘာလို့တော့အဲ့ဒီ7နာရီကဘဝကိုပုံဖော်သွားတာပဲလူတယောက်နဲ့တယောက်ပုံမျိုးတိုးတက်မှုကွာသွားတာအဲ့ဒီကျန်တဲ့7နာရီကိုဘယ်လိုသုံးလဲဆိုတဲ့ပုံမှာ motivate ကွာသွား7နာရီအပြည့်အိမ်နော်7နာရီတူတူကြောင်းတက်နော်ကျူရှင်တွေရောပါပေးသားနော်ကြံတဲ့7နာရီကိုအပြင်းပြင်းမင်းတို့ကစားဖို့တကယ်ချင်းတွေနဲ့ဆော့ဖို့စကားပြောဖို့2နာရီယူတယ်ထားအောင်ဘယ်လောက်ကြံရေမိုးချိုးချိန်စားချိန်တောက်ချိန်ထည့်လိုက်အောင်1နာရီ9နာရီကြံနေတယ်အဲ့9နာရီဘာလုပ်မှာဟာဒီဗီဒီယိုတော့ခေတ်လူငယ်ပြဂိမ်းဆော့ခြင်းနဲ့ဂိမ်းဆော့ဖို့1နာရီထက်ထည့်လိုက်ဘယ်နာရီကြံနေတော့ YouTube တွေ TikTok တွေသုံးရင်နေတဲ့ပြဘယ်လောက်သုံးမလို့ဘယ်နာရီကြံတော့3နာရီကြံတော့အကုန်သုံးလိုက်ပေါ့ကွာမရဘူးလားရရုံနဲ့မကမင်းတို့အဲ့ချိန်နဲ့တော့ချီသုံးနေကြလားဟုတ်လားအဲ့ဒီကြံတဲ့3နာရီ4နာရီကို1နာရီစာဖတ်ဘယ်နာရီစာဖတ်အဲ့1နာရီစာဖတ်ရင်တစ်နှစ်ကို15ရက်လုံးလုံး24နာရီစာဖတ်နေတဲ့တူတယ်တနေ့ကို1နာရီစာဖတ်ရင်တစ်နှစ်ကို365နာရီရ365နာရီကိုရက်နဲ့ပြန်တွက်ရင်15ရက်ရှိ15ရက်လုံးလုံးစာဖတ်နေတဲ့သူနဲ့တူတယ်ကြိုက်ဟုတ်လား15ရက်မပြောနဲ့တနေ့ကို1နာရီမဟုတ်တနေ့ကိုနာရီဝက်ဖတ်တနေ့ကို9ရက်သာလောက်စာဖတ်တဲ့သူနဲ့တ
တနစ်ကိုလုံးဝသာဖက်ဖက်နဲ့ကျောင်းစာပဲလုံနေတဲ့သူနဲ့ဘဝတဲကိုရှင်တဲ့အခါတွေ့လိမ့်မယ်ဟိုလူကကျောင်းစာလွှဲရင်ဘာမှမသိဝါပြဿနာတွေဖြေရှင်းတတ်ကိုတတ်သေးသွားတဲ့ဆရာဝန်ကြီးတွေအများကြီးကိုတတ်သေးသွားတဲ့အင်ဂျင်နီယာတွေအများကြီးပညာရေးကိုဥဆောင်နေတဲ့သူကအခြေခံအသိလောက်တော့ရှိတယ်ဒါကြောင့်လူတစ်ယောက်ကိုပျက်စီးစေတဲ့အကြောင်း၃ခုရှိတယ်ဘယ်နှခုရှိတော့ပါဠိလိုပြောတော့နံပါတ်၁ကအဋ္ဌိဒုတ်တဲ့အဋ္ဌိဒုတ်တာပေါ့ကွာအဋ္ဌိဒုတ်အပျော်မှကျူးတာနောက်တနည်းလွယ်အောင်ပြောရင်မိမလိုက်စားတာတော့ဟုတ်အပျော်ပါကျူးတာအခုတော့မိမမှမဟုတ်ဘူးဗျမိမတွေလည်းအပျော်ပါကျူးတာမနက်ကဘုံဟိုအစောကြီးထလာတော့နော်ဒီတော့အစောကြီးထလာတယ်ဗျ၄နာရီခွဲလောက်ထွက်လာတော့အဲ့မှာဘားတွေတွေ့ကလတ်တွေတွေ့တယ်စီးလို့ကားတွေကိုတန့်စီလို့အစီရာကနန်းလောက်ရှိတညာလုံးမအိပ်ဘူးတညာလုံးမအိပ်တဲ့သူတွေအဲ့ထဲမှာမိန်းမတွေရောယောက်ျားတွေရောအများကြီးရှိတယ်တရားထိုင်နေတာလားဘာလို့နေတော့အဲ့ဒါတွေလုံးနေမှာပေါ့မြန်မာပြည်ဖြစ်နေတဲ့အခြေအနေနော်ရန်ကုန်မြို့ကြိုက်တဲ့လမ်းသွားဘားတွေကလတ်တွေမရှိတာမရှိဘူးကိုင်းရတဲ့အခုသိမရှိတော့ဘူးဘားတွေကလတ်တွေကနေရာတိုင်းမှာရှိမြန်မာပြည်မှာငွေဖြုံးနေကြတာပြောတော့ဒီနိုင်ငံမွဲတယ်ဆင်းရဲတယ်တဲ့မဖြုံးတဲ့နေရာတွေဖြုံးနေတာအဲ့ဒီမှာမိန်းမတွေပေါ်တယ်မိန်းမတွေကလည်းအဲ့ဒီမှာယောက်ျားတွေပေါ်တယ်နောက်တော့ယောက်ျားချင်းမိန်းမချင်းရောအဲ့ဒီမှာပေါ်တယ်အဲ့ဒီမှာလေအလုံးဆုံးပြက်ပြီးတော့တကယ်ကိုယွန်စရာကောင်းတဲ့နိုင်ငံကြီးဖြစ်နေမျိုးကြီးပြိုင်တွေမှာသွားကြည့်ပို့ပြီးတော့သိတာအဲ့ဒါကိုစာလို့ပြောတော့အဋ္ဌိဒုတ်တဲ့ဗါတယ်တော့မြန်မာလိုပဲပြောရင်အပျော်ပါကျူးတယ်ပေါ့ကွာဓာတ်ရိုက်ဘာသာပြန်တော့မိန်းမလိုက်စားတယ်လို့ပြောတယ်ကိုမိန်းမရဲ့ယောက်ျားရဲ့ခွဲလို့မရတော့အပျော်ပါကျူးတယ်လို့ပြောတာနော်ဟောနောက်တစ်ခုကသူရာဒုတ်တဲ့သူရာဒုတ်ဆိုတာမူရသေးပါအခုတော့ကေတို့e-secret တို့ Vibe တို့ K-pop တို့အခုကိုရီးယားတို့ဂျပန်တို့အဲ့ဒါတွေကိုတရားဝင်ငွေစေဝါထဲမှာဆင်းသွင်းလိုက်ပြီးပိတ်တယ်ဒါပေမဲ့ထိုင်းကတော့ဈေးကြောက်ကိုအလွတ်တော်တွေကနေတရားဝင်ဆက်ခွင့်ပြုလိုက်ပြီဒါကြောင့်ရှေ့တောင်အာရှနိုင်ငံတို့ထိုင်းနိုင်ငံတို့ကထင်ကြီးတရားမရှိဘူးငွေစေဝါနဲ့အပျော်ပါဇုံတက်ပဲအဲ့နိုင်ငံတွေသူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကအလကားပဲအဲ့လိုမျိုးဖွံ့ဖြိုးမှအတူတူတော့မဖွံ့ဖြိုးတာကောင်းတယ်တော့မွေးစေဝါဇုံအပျော်ပါဇုံလောင်ကစားဇုံပဲဟုတ်လားဒါတော့အဲ့တော့တကယ်ကိုပညာတက်လာတဲ့ကိုရီးယားလိုဂျပန်လိုစင်ကာပူလိုနိုင်ငံတွေက K-pop တို့ e-secret တို့ကိုတချို့ပြည်နယ်တွေတချို့ကျတော့နိုင်ငံလုံးဒါကိုမွေးစေဝါထဲမှာဆင်းသွင်းပြီးအဲ့ဒါတွေကိုဖမ်းခွင့်ရှိတယ်တရားဝင်ရေးယူခွင့်ရှိတယ်ဒါပေမဲ့မြန်မာပြည်မှာတော့မကြိုက်တဲ့နေရာသွားရန်ကုန်ကြိုက်တဲ့လမ်းသွား e-secret ဝယ်လို့ရအဲ့ e-secret ထဲမှာထည့်မဲ့ဆေးရည်တွေဝယ်လို့ရအဲ့ဒီဆေးရည်တွေကအမေရိကန်လာတဲ့ဆေးရည်ဆိုဒီလိုဘူးလေးသေးသေးလေးတစ်ခုကိုဒေါ်လာရာချီတယ်အနည်းဆုံးဒေါ်လာ30လောက်ကစအဲ့တော့တရုတ်ကလာတဲ့ဟာဆိုရင်ဒေါ်လာ3ချက်မပြည့်ဘူးနော်ဒေါ်လာ1ချက်လောက်နဲ့ရဒါပေမဲ့အဲ့ဒီအကြီးတွေကအကုန်လုံးကကင်ဆာဖြစ်စေတဲ့ဟာပဲမင်းတို့ကယောဂါကိုဝဲပြီးသုံးနေကြမြန်မာပြည်မှာယောဂါရတဲ့သူတွေအများကြီးဖြစ်သွားတယ်ဟုတ်ပလားပြဿနာတွေကြီးမသွားဘူးလားဟဲ့အဲ့ဒါကြောင့်နော်ပြဿနာတွေတက်သွားပြီဒါကြောင့်အဲ့ဒါကသူရာဒုတ်လို့ခေါ်တယ်သူရာဒုတ်ဆိုတာမွေးစေဝါတွေသုံးတာနောက်နံပါတ်3ကအခဒုတ်တဲ့အခဒုတ်ဆိုတာလောင်ကစားလုပ်တာနံပါတ်1ကအပျော်ပါလိုက်သားတာနံပါတ်2ကမွေးစေဝါတွေသုံးတာနံပါတ်3ကလောင်ကစားလုပ်တာအဲ့ဒီ3ခုတစ်ခုလုပ်တာနဲ့မွဲတယ်တစ်ခုလုပ်တာနဲ့လူကမတိုးတက်တော့ဘူး3ခုလုံးလှုပ်လို့တော့မနလန်တော့မထူးသိကြတယ်3ခုလုံးလှုပ်ပြီးကြီးပွားနေတဲ့သူကဘယ်လိုလဲဂိုင်းသတားတွေဒါပေမဲ့အဲ့လူတွေအကုန်လုံးကအသေးသေးနဲ့သေးတာပဲသေးပြီးရင်လည်းငရဲကြမှာပဲလှုပ်ချင်လှုပ်ပေါ့မတို့မကြောက်ရင်လှုပ်ပေါ့ဟုတ်လားဆိုတော့ပတ်စံချမ်းသာတာဘဝတိုးတက်တာမဟုတ်ဘူးပတ်စံချမ်းသာတာဘဝအောင်မြင်တာမဟုတ်ဘူးလူတယောက်ကသူနဲ့သူ့ပတ်ဝန်းကျင်ကိုဘယ်လိုကောင်းကျိုးပြုနိုင်လဲအဲ့ဒါတိုးတက်မှုအစစ်ပဲသူနဲ့သူ့ပတ်ဝန်းကျင်ကိုကောင်းကျိုးမပြုနိုင်တဲ့သူကိုတိုးတက်တယ်လို့ဆင်းနဲ့မထည့်နဲ့ပိုက်ဆံအရေးမကြီးဘူးတကယ်ဘဝထဲမှာတကယ်ဘဝထဲရောက်လာတဲ့အခါပိုက်ဆံတဲ့အရေးကြီးတာတွေအများကြီးတွေ့လေဟုတ်ပြီနော်ဒါကြောင့်အဲ့ဒီတော့ဘုန်းတော်ဗာတွေတရားမလို့ဆိုပညာတွေကိုသင်ယူတဲ့အခါအခုသားတို့သမီးတို့အချိန်ကိုကောင်းကောင်းသုံးချဖို့လိုလားမလိုဘူးလား
ဘောပြောပြီနော်၈နာရီကစားတဲ့၈နာရီကအိတ်ကြံတဲ့၈နာရီထဲမှာမင်းတို့2နာရီလောက်ပို့လုပ်တဲ့သူကကြံတဲ့သူတက်ပို့ပြီး၈ရောက်သွားလိုက်4နာရီပို့အသုံးချတဲ့သူကကြံတဲ့သူတက်2ဆပို့ပြီးတိုးတက်သွားလိုက်အဲ့၈နာရီကို6နာရီလောက်ကောင်းကောင်းသုံးချနိုင်တဲ့သူကမြန်မာပြည်မှာအကြီးပွားဆုံးတန်းနဲ့ဝင်သွားလိုက်အခုဘမောတို့ကပညာတွေသင်တဲ့အခါဘာကြောင့်လူငယ်တွေကိုအောင်စိုက်လဲဆိုကြီးသွားတာနဲ့လူကပို့ပြီးညံ့သွားတယ်လူကြီးတွေကိုသင်ရတာဘုံကြီးတွေရောဒီလရှင်အကြီးတွေရောလူကြီးတွေရောအဲ့နိပညာတွေသင်လို့မတတ်တော့စိတ်လည်းမဝင်သားတော့စမ်းတဲ့တိထွင်နိုင်တဲ့ဉာဏ်ကြီးလည်းမရှိတော့ဘမောတို့ကလူငယ်တွေအားကိုးတယ်သားတို့သမီးတို့အရွယ်တွေကဘမောတို့သဘောကျသောအရွယ်တွေဘမောမနေ့ကဘုန်းကြီးနဲ့ဆွေးနွေးတော့တပည့်တော်တို့လို့အဇာတတက်ပျက်စီးသွားတဲ့အချိန်ကိုကြည့်ရအောင်16နှစ်သူ့ဖေကိုတတ်ပြီးတော့နတ်တက်တာဇက်ခေါ်သူ့ဖေကိုတတ်လိုက်တာ16နှစ်အခုမင်းတို့အရွယ်တွေပဲအဲ့ဒီ73နှစ်ကနေ18နှစ်ကိုအင်္ဂလိပ်လိုပြောတော့ adolescent လို့ခေါ်တယ်လူပြိုပေါ်အပြိုပေါ်ဝင်တဲ့အချိန်ပေါ့ကွာအဲ့ဒီအချိန်ကအောင်မြင်ရင်ရီမန်းချက်ထားတဲ့သူတွေအတွက်အောင်မြင်မှုကိုစပြီးတော့ပုံစံချတဲ့အရွယ်ပျက်စီးခြင်းတဲ့သူတွေအတွက်အဲ့ဒီအရွယ်မှာပျက်စီးတာပဲအခုသားတို့သမီးတို့အရွယ်ကပျက်စီးလို့အကောင်းဆုံးအရွယ်အောင်မြင်ခြင်းလည်းအောင်မြင်ဖို့အတွက်အကောင်းဆုံးအရွယ်ပဲအဲ့ဒီအချိန်မှာမင်းတို့ရဲ့အဖေတို့မင်းတို့ရဲ့ဆရာသမားကောင်းတွေလိုပါတယ်မဟုတ်ရင်မင်းတို့မတိုးတက်တော့တိုးတက်ရင်တော့အလုံးစုံဟာတပည့်တော်တို့ဗျာအသက်20 30မှာဒါတွေသိလို့ဗျာတပည့်တော်စူးစမ်းခဲ့တဲ့သူအေးမြင့်သူများသိမှာကုမ္ပဏီမှာဝန်ထမ်းလောက်တော့လာကကောင်ကဝန်ထမ်းလောက်တော့ဖြစ်မယ်ကုမ္ပဏီပိုင်ရှင်မဖြစ်တော့ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့သူတွေကြီးကျယ်သွားတာဟောမှမြန်မာပြည်မှာဥစော်စော်တို့ကြည့်ပေါ့သူတို့တွေပုံစံချခဲ့တာမင်းတို့အရွယ်ပဲပြောချင်တာကအဲ့ဒီအခုမင်းတို့အရွယ်ကပုံစံချလို့အကောင်းဆုံးအရွယ်ပဲကိုယ်တိုင်ချရတယ်မိဘတွေကပုံစံချပြီလို့မရအောင်ခင်ဗျားကြီးကဘာကြီးတော့ဗျာဆရာတွေကပုံစံချတယ်ဆရာတော့ဘယ်လောက်တော်လို့တော့မင်းတို့ကတော်လှန်ရေးလုပ်တဲ့အရွယ်တွေပဲဟုတ်တယ်လူငယ်အရွယ်ကနေလူကြီးဘက်ကိုပြောင်းနေတာလူကြီးဘက်ပြောင်းလောက်တဲ့ဉာဏ်ကြီးကလည်းရင့်ကျက်မှုကလည်းမပြည့်သေးဘူးသို့တော့လူငယ်ဘဝကနေရုံးထွက်ချင်ပြီလက်ပြလေးဖြစ်ဖို့အတွက်ပေါက်ဖတ်ထဲကနေပြီးတော့ခါတိုင်းညစ်ပြီးထွက်နေတဲ့အချိန်နဲ့ဒီအရွယ်ပဲဒါကြောင့်အဇာတတက်ပျက်စီးသွားတာဒီအရွယ်ပဲအခုမောင်သက်ရှိကြီးပွားလာတဲ့ဒီအရွယ်ပဲဇလန်းတွေကိုပြန်ဝင်ရအောင်ပြပညာသင်မှုကဘလို့သင်လဲများသင်တယ်ဟာဆရာကညဘက်သင်ပေးတယ်ညဘက်မှာတကွာ3နာရီလောက်သင်ပေးတယ်ဆိုသူကနောက်ထပ်3နာရီလောက်ထပ်ပြီးလေ့လာတယ်အဲဒါသူရဲ့ဒီနေ့စာသင်ချိန်က8နာရီလောက်ရအောင်ယူတယ်အဲ့ချိန်ကို4နာရီလောက်ပဲထားတယ်အဲ့လိုနဲ့ကြိုးစားလိုက်တာပြီးတဲ့အခါမြန်သင်တယ်သူများတွေက16နှစ်သင်ရတဲ့တက္ကသိုလ်သူဘယ်လောက်ကြာစေပညာသင်တာဒီတက္ကသိုလ်မှာဘယ်ပညာအခက်ဆုံးဟာစေပညာအခက်ဆုံးကွာအဲ့ဒီစေပညာအခက်ဆုံးဆိုတဲ့ဟာကျွန်တော်သင်နေတယ်16နှစ်သင်ရမှာနော်ရတယ်ကျွန်တော်ကြိုးစားမယ်16နှစ်သင်ရတဲ့ပညာကို तू က9နှစ်ထဲနဲ့ရောက်တယ်မြန်သင်လို့လားမသင်လို့လားဟိ first learning ပုံမှန်သွားမနေတဲ့သူများကခြေတလန်းလိုက်ရင်10လန်းလောက်လှမ်းနိုင်အောင်ကြိုးစားရတယ်အဲ့ဒီလူကဘဝကို10လန်းအလန်း100ရှိရောက်သူများနဲ့နေတူတလန်းချင်းပေါ့ဟွာဆိုရင်တော့ဒီလူမတိုးတက်တော့အခုမင်းတို့ကျောင်းနေမှာ letter writing တွေ essay တွေမြန်မာစာရေးသားကုန်းတွေမေးရဘူးလားဘယ်နဲ့ကြည့်ရတာရွှေလက်ဆောင်တို့အထူးထုတ်တွေဗားတွေညာတွေဆရာမတွေလည်းအထူးထုတ်ကတင်တာဆရာမတွေလည်းဒီစာရေးသားကုန်းရင်းနှီးတက်တဲ့သူကနေတယ်ဒါဘောနှိမ်ပြောတာမဟုတ်နော်အဲ့အထူးထုတ်တွေကနေပြီးတော့ဂုံတူတိန်တိုင်းတို့မြန်မာသားတရားဘယ်သူအဲ့လိုတော့သွားဘုံကဒီမှာမင်းတို့အချိန်များလေးတို့နောက်ကြုံရင်စာရေးသားကုန်းရင်းနှီးငါတွေအဲ့ဒါကိုစနစ်တကျတဲ့ရင်းနှီးစနစ်တွေရှိမင်းတို့ဒီဆိုအခြေခံပြီးရေးလို့ဖွဲ့လို့ရတယ်တာအများကြီးဘာအရေးကြီးလဲဆိုတော့ကိုကဘုဒ္ဓစာတွေအများကြီးဖတ်ထားဖို့လိုတယ်အဲ့ဘုဒ္ဓတွေကျတော့ဘုံတို့ကပေးလို့မရသူကဘာပြောချင်တာလဲဆိုတော့ကျောင်းက8နာရီသိရင်ကိုကပိုးပြီးတော့လေ့လာသူများတဲ့ပိုးပြီးတော့အောင်မြင်ဖို့အတွက်ဆိုရင်မြန်လေ့လာဒါကြောင့်တစ်ပတ်နှစ်ကဘယ်လိုသင်ရလဲမြန်သင်ရတယ်မောင်သက်ရှိကများသင်တယ်မြန်လဲသင်တယ်စနစ်တကျသင်တယ်စာတွေမမေ့အောင်ဘယ်လိုလုပ်မလဲစာတွေမှတ်မိအောင်ဘယ်လိုလုပ်မလဲအခုသားတို့သမီးတို့စာအုပ်မပါတဲ့သူတွေလက်ထောင်ကြည့်တာစာအုပ်ဘလူတိုင်းပါတာပေါ့ဥဒုနန္ဒဝေဒာနေဟုတ်လားမမဖြစ်တဲ့သူတွေလက်ထောင်ကြည့်တာဘောမငေါဘူးအာမနာနဲ့ဒါဘောပြောတာတွေမမဖြစ်ဘူးဆိုတဲ့မှတ်ဖြစ်တဲ့သူတွေမထောင်တာမမဖြစ်ဘူးဆိုတဲ့သူတွေရှိတယ်လက်မထောင်ဘောဒီကအကုန်မြင်နေတာပေါ့နော်အဲ့ဒါကိုပြောတာစနစ်တကျသင်တာနဲ့မသင်တာအဲ့လိုကွာစနစ်ဆိုသူများနဲ့ထူးအောင်လုပ်ချင်သူများနဲ့ထူးခြားတဲ့အတွေ့အခေါ်တွေမှတ်သားမှုတွေရှိဖို့လိုတယ် systematically ဖြစ်ဖို့လိုတယ်
အဲကြောင့်စနစ်ရှိမှနီးမှန်အချစ်ရှိမှပြီးခံဒါမျိုးကျွန်တော်တို့နှာဘူးတဲ့ဟာနဲ့တွေးတာဟုတ်ဟမ်ဒါပြောတာအချစ်ဆိုတာမေတ္တာကိုပြောတယ်မေတ္တာပိုင်ခံတည်မရအောင်သိခံနိုင်တယ်ဆိုတော့တယောက်နဲ့တယောက်အိုးမေတ္တာရှိတဲ့သူကျတော့ဘလောက်ဆိုးဘလောက်သွမ်းဘလောက်ရိုင်းဆိုင်ဘလို့ပဲနေကိုယ့်ရဲ့မေတ္တာရှိတဲ့အခါကျတော့အဲ့လူကိုသိခံတယ်နားလည်ပေးနိုင်တယ်အဲ့ဒါမေတ္တာရဲ့စွမ်းအားပဲမေတ္တာဆိုတာမိတ္တတဧတာတစ်ဖက်သားကိုကောင်းစားချမ်းသာစေလိုတဲ့စိတ်ဆန္ဒပဲဒါကြောင့်တစ်ဖက်သားကိုချမ်းသာစေလိုတာမေတ္တာတစ်ဖက်သားရဲ့ကောင်းကွက်ကိုရှာတာမေတ္တာပြောကြည့်ပါလေတော့ဟဲ့ကောင်းကွက်ကိုရှာမေတ္တာအားလုံးပြောပါလေတော့လူတယောက်မိတ်ဆွေတယောက်ပေါင်းတယ်ကောင်းကွက်ကိုရှာနိုင်အဲ့ဒါမေတ္တာရှိလို့သူ့ရဲ့ဉာဏ်ပြင်းတဲ့သိုးသွမ်းတဲ့ဟာတွေကိုရှာရင်အဲ့ဒါမေတ္တာနည်းနေလို့တော့မေတ္တာမရှိလို့မေတ္တာရဲ့စัจ jin ဘက်ကဒေါသကထားရင်ထားတဲ့သူမှာစပြီးတော့လေးသွားထားတဲ့သူမှာစပြီးတော့ဒေါသကြီးတဲ့သူကစွတ်ယုတ်သွားအဲ့ဒါမင်းတို့မမေ့နဲ့နော်ဒါကြောင့်ကောင်းကွက်ကိုရှာပြန်ပြောပါရတော့ကောင်းကွက်ကိုရှာမေတ္တာသူတော်ဘာကြီးပွားလိုတာမေတ္တာပြောပါရတော့သူတော်ဘာကိုကြီးပွားလို့စေတယ်ကြီးပွားပါစေချမ်းသာပါစေဗောဒါကြောင့်သူတော်ဘာတွေတိုးတက်အောင်ကြီးပွားအောင်လိမ္မာရေးကြရှိအောင်ဘယ်လိုမျိုးပေးမလဲအဲ့ဒါမေတ္တာရှိတဲ့သူမှပေးလို့ရစနစ်ရှိမှနီးမှန်မှလမ်းမှန်မှပန်းတိုင်ရောက်တယ်ခရီးကသွားတိုင်းမရောက်ဘူးဒါကြောင့်ခရီးသွားတိုင်းရောက်တာဟုတ်ရဲ့လားဘာမှရောက်တော့လမ်းမှရောက်တယ်အဲ့နမ်းမှန်ဖို့ဆိုဘာလို့ဟိုဘက်ကလာလဲရတယ်ဒီဘက်ကလည်းရတယ်ဒါပေမဲ့စနစ်ကဒီဘက်ကလာရင်ကိုလိုချင်တဲ့ time bound သတ်မှတ်ချိန်တွေကိုရောက်ဟိုဘက်ကလာရင်သတ်မှတ်ချိန်တော့မရောက်ဘူးအဲ့ဒါဆိုရင်ဘုံကအချိန်မီရောက်မလာဘုံကိုအထင်သေးမှာပေါ့ပြောတော့အချိန်တွေအကြောင်းပြောနေတယ် time management တွေပြောနေတယ် leadership တွေပြောနေတယ်အချိန်တော်မီအောင်ကြွမလာနိုင်ဘူးဆိုဘယ်လိုလုပ်ထင်ကြည့်မလဲကွန်ပျူတာတောင်ပြောမယ်ဆိုတဲ့ဟာတွေဘယ်လိုလုပ်ပြောလို့ရဒါကြောင့်ခေါင်းဆောင်လုပ်တဲ့သူကအဲ့ဒီဟာတွေကိုကြာကြာနာနာအောင်စိုက်တာဒါကြောင့်စနစ်လိုလားမလိုဘူးလားမောင်တက်ရှိကစနစ်တကျတင်တာဖြစ်တဲ့သူ့ရဲ့တင်ကြဖို့သူများတွေ16နဲ့တင်တာတို့ဘယ်လောက်တင်ရတော့16ကိုတဝက်ဝက်ရင်ဘယ်လောက်တော့8ကိုတစ်နှစ်ရော့နေတယ်ဆိုတော့သူကတဝက်တောင်မတင်ရဘူးဒါပေမဲ့ပညာသင်မှုတွေပြီးမြောက်ဆရာပြောတယ်ဟာမင်းတအားတော်တာပါပဲပညာရေးနဲ့ပတ်သက်ပြီးတော့စေးနဲ့ပတ်သက်ပြီးတော့ပြောလိုက်တယ်ဆိုသူမေ့တာမရှိဘူးဆရာပြောဆိုချက်တွေဆရာရဲ့သူနေချက်တွေစေပညာနဲ့ပတ်သက်ပြီးသူသိထားတာတွေအများကြီးပဲမမေ့အောင်လည်းသူမှနေစနစ်တွေရှိတယ်အဲ့တော့သူနီးစနစ်၄ခုနဲ့တင်လိုက်တာ9နှစ်ဟာတက္ကသိုလ်ကဘွဲရပြီဘာလို့လဲဟဲ့ graduate ဖြစ်တော့တာပြောတာ graduate ဖြစ်တယ်တကယ်ကို honorable person ကိုမပေးတာအခုသားတို့လူ10တန်းအောင်တာ10တန်းအောင်လည်းမကမင်းတို့အဲ့ဒါ certificate သဘောပဲ graduate လို့ပြောလို့မရသေးဘူးအထက်တန်းပညာတွေသင်ဖို့အတွက်မင်းတို့ certificate တစ်ခုရသွားပြီလို့ဒီလိုမျိုးပြောတာဒါကြောင့်ပဲတော့တက္ကသိုလ်ဝင်ခွင့်စမေးပွဲလို့သူတို့ပြောတာမင်းတို့10တန်းအောင်တာဘွားမဟုတ်သေးဘူးနော်အဲ့တော့မင်းတို့ higher education upper education ကိုသင်ဖို့အတွက်မင်းတို့ certificate ထုတ်ပေးလာပြီလို့ပြောအဲ့ဒါ10တန်းအောင်လက်မှတ်လို့ပြော graduate မဟုတ်သေးဘူးဒါတော့အဲ့တော့မင်းကတော့ graduate ဖြစ်သွားပြီဒါပေမဲ့မင်းကို honorable ထိုက်လောက်တဲ့တခဏနာဂုဏ်ပြုပြီးတော့မင်းကိုဘွဲလက်မှတ်ပေးဖို့အတွက်မင်းလိုအပ်ချက်တစ်ခုရှိသေးတယ်နောက်ဆုံးစမ်းသပ်မှုတစ်ခုရှိတယ်အဲ့ဒါဘာလို့မလဲအသုံးမကျတဲ့ဆေးပညာမှာအသုံးမကျတဲ့ဆေးကုလို့မရတဲ့ပစ္စည်းဝတ္ထုတွေဒီပင်တော့တောင်ရည်မြေသမုဒ္ဒရာတွေကရတဲ့ဘယ်ပစ္စည်းဘယ်ဝတ္ထုဘယ် element ဘယ် dressing ပဲဖြစ်ပေါ့ဆေးကုလို့မရတဲ့ဟာရှိအဲ့ဒါရအောင်ရှာခဲ့အဲ့ဒါမင်းသူသေသနာလောက်ခိုင်းလိုက်တာဘာလောက်ခိုင်းတာတော့နိုင်ငံတကာမှာ research ဆိုတာနောက်ဆုံး graduate ဖြစ်ဖို့အသိမှတ်ပြုဖို့ဆိုတာသူသေသနာစာတမ်းတင်ရတယ် thesis တွေတင်ရတယ်ဘာနဲ့ပတ်သက်ပြီးတင်ရမှာလဲအခုသူတပည့်ကိုခိုင်းလိုက်တာဆေးဘက်မဝင်တဲ့ပစ္စည်းဝတ္ထုတစ်ခုခုဘာပဲဖြစ်ဖြစ်အသီးပဲဖြစ်ဖြစ်အရွက်ပဲဖြစ်ဖြစ်အပင်ပဲဖြစ်ဖြစ်ရေပဲဖြစ်ဖြစ်အကြီးပဲဖြစ်ဖြစ်ဓာတ်တတိပဲဖြစ်ဖြစ်အဲ့ဒါသေးဘက်မဝင်တဲ့ဟာတစ်ခုနဲ့သူသေသနာစာတမ်းတစ်စောင်တင်ပါဆိုတော့ပေါက်ပြတစ်ချောင်းဆွဲပြီးထွက်သွားဓာတ်လေးတစ်ချောင်းနဲ့လိုက်ရှာတယ်ဖွေးတယ်ဓာတ်ခွဲစမ်းသပ်ကြည့်လိုက်တယ်သူ့ရဲ့ဆေးပညာနဲ့မှသုံးချကြည့်လိုက်အကုန်လုံးဆေးဘက်ဝင်နေတာတွေကြည့်အဲ့ဒါသူပြန်လာတယ်ဆရာတဲ့ကျွန်တော်ဘွဲရတော့ဒါဆရာရဲ့သဘောပေါ့တဲ့ကျွန်တော်အခုဆေးဘက်ဝင်တဲ့ဟာလိုက်ရှာတာ3လလောက်ကြာသွားတယ်အခုတခုမှမတွေ့ဘူးမင်းအဲ့ဒါဆိုရင်မင်းတကယ်ကိုပညာတက်သွားပြီအဲ့ဒီကျမှသူ့ကိုဆေးလက်မှတ်ဆေးကုတ်ကွန်လက်မှတ်နဲ့သူ့ကိုဘွဲရလက်မှတ်ကိုသူ့ကိုပေးလိုက်ဘာဖြစ်လို့တော့ဆေးဘဝမဝင်တဲ့ပစ္စည်းမရှိဘူးဆိုတော့ပြောင်းပြန်ပြပြောရင်ဘာတော့သူ့လက်ထဲဘာထည့်ပေးလိုက်ပြီလိုက်ဆေးဖြစ်ရမယ်ဒီလိုပြောတာ
သူ့လက်ထဲဘာထည့်ပေးလိုက်ဆေးဖြစ်အောင်လုပ်နိုင်တဲ့ဆရာခွဲစိတ်တွေဟာတွေရောဘာတွေရောအကုန်လုံးလုပ်နိုင်ခဲ့တယ်ထားလိုက်တော့အဲ့တော့သူ့ရဲ့ပညာသင်နည်းစနစ်ကို၄နည်းအလုံးပြောကြအောင်ဘာတွေတော့ဟဲ့များသင်တယ်မြန်သင်တယ်စနစ်တကျသင်တယ်မမေ့အောင်တယ်အဲ့ဒီပုဂ္ဂိုလ်ဘယ်သူဖြစ်လာတယ်လဲဆိုတာနေကင်းရိုင်းကြမှာဆက်ပြီးတော့နားထောင်အခုတော့ဒီလောက်ပဲเนาะအဲ့ဆိုသားတို့သမီးတို့ဘုံပြောတဲ့အချိန်ပြီးပြီအခုချိန်ကဘာလို့မှချိန်မိကုံမေးဆွေးနွေးရမယ့်ချိန်မိနစ်20ချမ်းသာတယ်အဲ့တော့သားတို့သမီးတို့အခု